အမေရှေ့ဘာထွက်လို့ပြန်ပြီလဲဗျာအမေထွက်လာတဲ့အကြောင်းမို့အမေစီးနိုင်ရရမ်းတန်စောနေရပဲကျွန်တော်ဗရန်ရင်မွေးနှံအောင်ပြက်တယ်အမေရေတောက်ချင်လို့ရေခွက်လိုက်ရှာပါသားရဲ့အဲ့ဒါဆိုတော့ဗျာတော့မူးလေဟာအမေတို့ကလည်းဗျာဘယ်နေရာတော့တိုက်မိနေရပဲအိမ်ထဲမှာဝင်နေဆိုလည်းမနေနေဘူးညဘက်ဆိုရချောင်းဆိုးတန်ရတညာလုံးစိုးနေရအဲ့လိုမရဘူးစိတ်ညစ်အောင်လုပ်ဖို့ပဲမွေးထားလားမသိဘူးစိတ်ပြက်ရသိလားခင်ဗျားတို့နဲ့ကဘာမှမသိကိုကြီးတို့ကလည်းပြောမနေနဲ့တော့မနေ့ပြန်ညီမလေးရဲ့ကောင်းလေးနဲ့တငယ်ချင်းနဲ့ဒိန်းမှာပါတီလုပ်ဖို့လာကြလိမ့်မယ်အမေကိုအိမ်သားဘေးကကိုတော်ခန့်နဲ့ထည့်ပေးထားရအောင်ညီမလေးကောင်းလေးနဲ့တငယ်ချင်းတွေမြေအဆက်ကွဲတွေသမီးတို့ရဲ့အမေကိုအဲ့လိုတော့မလုပ်ပါနဲ့အမေကြောက်တယ်လို့ပါသမီးတို့အချက်မရအောင်အမေအခန်းထဲမှာပဲနေပါမယ်ကွယ်အမေဘာလို့ငိုနေရလဲကိုကြီးတို့မိုင်းတို့အမေကိုဘာပြောဆိုထားကြပြန်ပြီလဲဗျာဘာမှမဖြစ်ပါဘူးသားရဲ့သားဒီနေ့ပြန်လာတာစောတယ်နော်အမေကိုအခန်းထဲလိုက်ဖို့ပါအောင်ကွယ်သားတို့သမီးတို့ရေအမေချောင်းနေအရန်ဆိုးနေလို့အမေကိုရေလေးတစ်ခွက်လောက်ပေးပါလားကွယ်သမီးတန်နာရေသားတေဟာရေကြော်စွာကြားလာကွယ်အမေပြောနေတာအမေချောင်းနေအရန်ဆိုးနေလို့အမေကိုရေလေးတစ်ခွက်လောက်တိုက်ကြပါကွယ်ဟေ့ပြောတာဘာတော့အခန်းထဲမှာအော်တန်ကြတယ်ကွာလူလည်းမသိအဲ့ဒါစိတ်မနဲ့နဲ့အဖွားကြီးဘာမှမဖြစ်ဘူးကိုယ့်ကိုဆက်ကအိုးဟေးအောင်နေမင်းတို့တွေတော်တော်တရားလွန်နေပြီကွာမင်းတို့ကမျက်စိမမြင်တဲ့အမေကြီးကိုကြတော့အခန်းထဲမှာပိတ်တော့မင်းတို့ကတောက်စားမှုရေးပြောပါနဲ့ဟုတ်လားဟိုမှာမင်းတို့အမေကြီးကချောင်းစိုးရင်ကျပြီးတော့သေတော့မယ်ကွာသေတော့မယ်ဒီမှာဖို့ဒါကျမတို့အိမ်ရေးကိစ္စပါအဖိုးဝင်မရှုပ်ပါနဲ့မင်းတို့တွေလူငယ်ဖြစ်ပြီးမိဘစော်ကားတာထိုင်ကြည့်ပြီးတော့တောက်စားပြောပါနိုင်ကြတယ်ပေါ့ဟုတ်လားမင်းတို့တွေတော်တော်အဆင်တန်းမရှိတဲ့ကလေးတွေပဲကွာမင်းတို့အစားငါရှက်တယ်ကွာကြော်သွားသီးဟာတန်တာမင်းတို့အမေကိုမင်းတို့ဘလို့သဘောထားလဲဆိုတာပတ်ဝန်းကျင်ပြောလို့ငါအကုန်ကြားပြီးပြီကွာငါသမီးရဲ့မျက်လုံးခွဲစိတ်ကုသလို့ရပါလေရဲ့နဲ့မင်းတို့ငွေကုန်ချေးကြမှာသလိုပြစ်ထားကြတယ်မလားဟေ့ဖြေးတယ်ကွာဒီမှာဖို့ကျွန်တော်ရဲ့ုံလာပြီးဆရာမလုပ်ပါနဲ့ဗျအမေရဲ့မျက်လုံးခွဲစိတ်ဖို့ဆိုတာလဲကျွန်တော်တို့တောင်းအောင်မှာပတ်စံအဲ့လောက်မရှိဘူးအဖိုးသိလားပတ်စံလည်းကားရတာမဟုတ်ဘူးဗျရှားတာခက်တယ်အဖိုးအားချောင်းမနေပါနဲ့ဗျာဘာကွာမင်းတို့တော်တော်စိတ်တက်အောက်တန်းကြတာပဲလာသမီးလားငါနဲ့ရွာပြန်လိုက်ခဲ့နင်းမရှိမှမိဘအတန်မှုဒီကောင်းနေကောင်းနားလေမှာကွာသမီးမလိုက်ချင်ပါဘူးဖေးရဲ့သမီးကမျက်စိရလည်းနေကျန်းလာရတယ်မကောင်းတော့အချမ်းမရသွားဘူးသားရီသမီးကိုတွေးသွားနေတယ်သားရီသမီးလည်းဒီရရတော့အဖေအမေအားရှိရနော်အမေနော်ဒါလုတ်ပြီးပို့လုတ်ပြီးအမေကောင်းထားပါမယ်မေရဲ့ကိုကြီးတို့မိုင်းတို့ရဲ့အမေကိုမနှိမ့်ဆက်ကြပါနဲ့တော့ဗျာအမေကမျက်စိမြင်တော့တာမဟုတ်ဘူးဗျာစမ်းမကြီးကလည်းကောင်းတာမဟုတ်ဘူးအမေတနာပါလေဗျာဒီငါလေးချဒီခါလိုမင်းတို့ရအောင်ဖြစ်နေတယ်ဒီကနေ့ဟုတ်တယ်တော့ဘူးလေပုံဆရာလေးသမီးတန်နော်အမေဘိုက်စာနေလို့အမေကိုထမင်းလေးခူးပေးပါလားအမေဘာလို့ဝစ်ဆန်းစုပ်ကြီးနဲ့ထွက်လာလဲသမီးကောင်းလေးနဲ့ဧည့်သည်တွေရှိနေမသိဘူးလားသွားအခန်းထဲပြန်ဝင်တော့ကိုလည်းအမေကိုလိုက်ပို့လိုက်အောင်အေးဟာငါတို့လုပ်ရရှုပ်တယ်လာဗျာဘာမို့ကိစ္စသွားခန်းထဲမှာနေခဏထွက်မလာနဲ့ပြဿနာကိုရှာတယ်ဖွာကြီးနေ့တိုင်းလို့
အတနာအဲ့နေမေရင်းမဟုတ်လားဘာဖြစ်လို့ကြမ်းကြမ်းတိုင်းပြောလိုက်တာလဲတနာပါရ နင်တို့ကဘာသိလို့လဲ तू ကမျက်စိမမြုံနေမကောက်စိတ်ပါတိတ်မမှန်တော့တာနေ့တိုင်းအိမ်မှာပြဿနာရှာနေလို့စိတ်ညစ်ရလို့ပါဟဲ့ အပေးသားမှာဗျာ မလောက်ပါနဲ့တားရဲ့ဒါမင်းကြီးစင်မင်းအမေကိုစိတ်ဝယ်ဖို့ပေးထားတဲ့သူ့ရဲ့လောကပတ်စံလေးပါအမေတောင်းမှလည်းတားရဲ့ ဒီမှာတောက်ချင်နေပြီကျွန်တော်အဲ့စိတ်ဝင်စားဘူးကျွန်တော်ပေးအ မ ပေး လောက်ပါနဲ့အမေတောင်းမှလည်းတား ဟေး ရဲ့ အောင်တီးရမင်းလည်းခွဲလိုက်တော့ကွာဟေးအောင်ကြောတာမင်းကလည်းညီရညီမတွေမဆုံးမတဲ့ပြင်မအေးကိုနှိပ်ဆက်တာမင်းတို့ကထိုင်ကြည့်နေကြတယ်ပေါ့မင်းတို့ငရဲကြီးလိုက်မယ်ကွာငရဲကြီးလိုက်မယ် ဒီမှာဖို့လာပြီးတရားချမနေနဲ့အိမ်ရဲ့အိမ်လာဆောင်အမေရဲ့စေးဘူးကျွန်တော်ပဲခံနေရတာဗျစက်ပြတ်ဖို့ကောင်းလို့တေချင်စိတ်တောင်ပေါက်နေပြီ မင်းတို့အမေကိုရှာကျွေးမှမကြံသေးဘူးအခုတော့သေခြင်းသိပေါက်ချင်နေပြီပေါ့ဟုတ်လားမင်းတို့အဖေဆုံးပြီးတဲ့ကမင်းတို့မောင်နှမ၄ယောက်နေပူမရှောင်မိုးရွာမရှောင်ကျွေးမွေးပြုစုခဲ့ရတာကွာအခုလို့အသက်ရွယ်ရလာပြီးတော့မျက်စိမမြင်တော့မှနင်တို့အားကိုးမလားမှတ်တယ်နင်တို့ကဝိုင်းနေဆက်နေကြတယ်ပေါ့ဟုတ်လား တော်ပါတော့ဖြစ်ရဲ့မပြောပါနဲ့တော့နော်သမီးကိုအခုလို့ဒီအိမ်ပေါ်မှာအခုလို့တင်ထားရတယ်သမီးပျော်လာပြီ သမီးအေးကြွယ်နင်ဒီသားသမီးနဲ့မြင်ရတာငါတကယ်ရင်လေးတယ်ဟာ ငါတို့တနတ်ပေါ်မှာတော်တော်မြင်ကြောင်းပါပြီ ဟုတ်တယ်ရအဲ့နေ့ကတနာအမေလဲကြသွားတော့ငါမြင်လိုက်တယ်တကယ်စိတ်ထဲမကောင်းဘူးကွာတနာစိတ်မမှန်ဘူးလို့ပြောပေမဲ့အဖွားကြီးကကြမ်းကြမ်းမမနဲ့ငိုနေရှာတာကွာသူတို့မောင်နှမတွေသူတို့အမေကိုရမ်းရမ်းရတာပဲကွာအော်ညီညီမင်းလည်းပညာတဲ့တယောက်ပဲတနာကိုလက်ထပ်တဲ့လက်မထပ်တဲ့ဆိုတာမင်းကိုယ်တိုင်တရားစဉ်းစားနော် ဒီကွာဒီကငါတို့တန်တိုင်းသွားနေတဲ့ခါကျရင်တော့ချင်းနေတခြားစောက်ကြည့်ရတယ်ကိုမိဘကအဲ့လိုရိုင်းမြဆက်ဆန်တဲ့မိန်းမဆိုတော့ဘာဘယ်လောက်ဖြစ်ဆုံးလို့မ ဟုတ်ညီမလေးကောင်လေးရဲ့မိဘတွေကလေအိမ်လာလဲဘူးတဲ့အမေကိုဘယ်လိုလုပ်ရမလဲညီမလေးကောင်လေးဘက်ကမိဘတွေလာလို့အမေကိုမြင်အစင်လည်းမရှိဘူးဆိုရင်မင်္ဂလာပွဲဖြစ်ရင်လွယ်လုံးမယ် ငါစဉ်းစားပြီနောက်တစ်ဖက်မနဲ့အစောကြီးလောက်ဟိုကောင်ငယ်ကောင်လှုပ်သွားပြီဆိုတာနဲ့ငါတို့အမေကိုအိမ်နဲ့ဝဲတဲ့နေရာမှာတွားပြီးလွတ်ပြကြမယ်ဟာလူတွေတွေ့တော့လဲဘိုးဝါးကြီးသာပို့ရင်လည်းပို့မပို့တော့လဲသူ့ကံပေါ့ကွာဘလို့လဲမကောင်းလား ကောင်းတဲ့ညီလေးကကိုကြီးလည်းအမေရဲ့စီးနေအောင်မခံနိုင်တော့ဘူးကွာအားဖြင့်မြန်ရှင်းပြတဲ့အကောင်းဆုံးကွာ ဘလို့လဲ ကောင်းတာကိုကိုကြီး လာမေးလား တားတော့သမီးတို့အမေကိုဘယ်ခေါ်သားကြမို့ ဟောအမေကိုဖျက်လိုက်ပို့လို့လေ ဟဲဟုတ်လား ဟုတ်တယ် အေး ဒါတက်မေးတက် ကဲမေရောက်ပြီဗျာ ငါသမီးတွေငါသားတွေအခုလို့အမေကိုပထမဦးဆုံးဖျားလိုက်ပို့တာအမေအရန်ပြောတာပဲတားကြီးအမေကိုအခုလို့ဖျားလိုက်ဖို့ပြည့်အတွက်ငါသမီးလေးတွေငါသားလေးတွေကျမ်းမာကြပါစေချမ်းသာကြပါစေဒီထက်မကလည်းအောင်မြင်ကြပါစေလို့အမေဆုတောင်းပြရနော် အမေဒီမှာခဏစောင့်နေနော်သမီးတို့ဖျက်ဖက်နဲ့အမွှေးတွေတောက်ဝင်လာအောင် အာအေးတားကြီးသမီးတို့ရဲ့အမေဒီမှာမထားခဲ့ပါနဲ့အမေကြောင်းတော့ပါသားတို့ရဲ့သမီးတို့ကြားလားတော်သမီးရဲ့အမေကိုမထားခဲ့ပါနဲ့အမေကြောင်းတော့ပါတော်သမီးမေအမေဒီမှာတာလာတာထုတ်လို့အမေတို့ဆေးတွေဝယ်လာတယ်ဗျအမေကိုကြီးတို့မလဲတို့အမေဘာမလဲကျွန်တော်မင်းနေတယ်လေဗျာ အမေကငါ့ကိုလမ်းမေးတဲ့နေရာမှာသွားပြီးပြစ်ထားခဲ့လိုက်ပြီကွာ ရက်ဆက်လိုက်ကြတာဗျာအမေရဲ့တယောက်တည်းကြောက်တက်တယ်ဆိုတာလည်းသိရတာနဲ့အခုလောက်ဆိုရင်အမေတော်ကြောက်နေချပြီဗျာ ဟာနားကြီးရကွာမင်းတိတ်ပြီးတနာနေလားမင်းမတိုင်သွားလိုက်မင်းလည်းပြန်လာလေကောင်းလေပဲအဟောလေ မလာဘူးဗျာ
ကဲဒီအိမ်မှာငါတို့မောင်နှမ3အောင်ပဲရှိတော့တယ်ဘယ်တော့လွတ်လပ်သွားပြီလဲ အင်းကြီးလေးကအခုမှငါအိမ်လဲ brand ကြီးမွေးနံလေးထွက်လာတယ်ကွာ ကဲညီမလေးကောင်းလေးရဲ့စိတ်ကြိုက်ခေါ်လိုက်တော့ဗျာ ဟောမှာပေါ့ မင်းတို့ကတရိတ်ဆန်နဲ့မိုက်တဲ့ကောင်တွေပဲကွာ ဘာလို့လဲဗျ ဘာလို့လဲဟုတ်လားမင်းတို့အမေကသူမျက်လုံးခွဲဖို့စူလာတဲ့ပတ်စံလေးနဲ့တော့သူခင်ဗျမျက်လုံးမခွဲရဘဲနဲ့မင်းတို့မောင်နှမနာမည်တွေနဲ့အဲ့ပတ်စံတွေကိုကြီးစာချုပ်တော့မင်းတို့ခွဲပေးခဲ့တယ်ကွာမင်းတို့သိလား ပြသမောင်ဗျာဟာငါတို့မှားသွားပြီထင်တယ်ကွာ မှားပါပြီညီလေးက ငါတို့အမေကိုပြန်သွားခေါ်ကြရအောင် တော့ခမဲ အမေကိုကြီး တော့မလားမေးပြမပြရလေဗျာမေး ဟာအမေဘလို့ဖြစ်တာလဲဗျာအမေငါတို့လာနောက်ကြပါပြီ အမေတို့မမပါတယ်အမေတို့ဘာလို့ပါအမေ တားတို့အမေပေါ်ရက်ဆက်ခဲ့ကြတယ်တားတို့ထားကြည့်ပါဦးမေရဲ့တားတို့ခွင့်လို့ပါတော့မေနော် အမေဒါအမေပေါ်မှာရိုင်းပြမိတယ်လေစော်ကားမိတဲ့အတွက်တားတို့ခွင့်လို့ပါတော့အမေတော်ရပါတော့ကွာခုမှလာပြီအမေလို့အော်ခေါ်မနေကြပါနဲ့ကွာအမေတက်ရှိရှင်ညာရှိနေတော့ခွေးတွေကလို့နေထုတ်ပြီးတမရှိတော့ရုပ်လောင်းယူမှာလာတော့မယ်နေတာနေတို့မချက်ကြဘူးလားကွာဟမ်နေတို့မချက်ကြဘူးလားအမေကမြန်တယောက်တည်းအကြောင်းလုံးပြီးနှလုံးပြပြီးဆုံးသွားတာကွာ ဖြစ်ပါပြရတယ်ကွာ အဲ့ဒါမင်းတို့ကြောင့်မမေလာမထိနဲ့ကွာကောင်းလာမထိနဲ့ကွာ အမေ မေစွန့်ပစ်ခန်းတာနဲ့ဆိုင်မင်းကိုလာပြီးမှစွန့်ပစ်သွားတယ်သာသမီတွေမွေးခဲ့မိလို့အမေပုံပြီးနာကျင်ရတယ်ကွာမင်းကွာ အမေ